တရားငါလည်းခမရရောပန်းကမပေးဘူးဆိုရင်အဲ့ဒီကြောက်ခဏယူရမှာဘယ်နဲ့မင်းတို့လောဘဘယ်လောက်ပေးနိုင်လို့လဲဈေးငါဈေးနဲ့ရောက်အားလုံးလည်းခံကြည့်လို့ โอ้ဒီလိုလိုက်လာပြီနော်သူ့ကတော့ငါသိလို့နေပဲဆရာလေးခေါ်ပေးချင်တယ်ဗျသူ့ရှင်တော့ပြောတာကောင်းတယ်တော့ပြန်ရအားလုံးမကြောက်တော့ဘူးဘာလဲဒီနေ့လုံးနေခွင့်တယ်ဘာလို့လဲဟဲ့ဟုတ်လားလေခဏချင်းနဲ့ဝင်ချခိုင်းသေးလို့လားကျွန်တော်တို့အလုံးလုံးနေရနော် အလုံးလုံးလာမပြောနဲ့ငါတို့ဖဲရဟဲ့မရဘူးမရဘူးခုမှလှုပ်စားနေရ စိတ်တူရပါလို့ရှိရင်ဆက်တော့ရတယ်ရောက် ခဏတို့လုံးနေကြကြောက်ဆိုဟဲ့ကိုကန်နဲ့ကိုလာတော်တော်နဲ့ရှင်းရှင်းလေးပဲတော်တော်မျိုးလုံးနေတာဖျက်လို့တယ်နော် တောင်းတက်ပဲယူကျန်တာအာယူอ่ะအဲ့လိုလုံးဝမရဘူးနော်ပြောပြီးသားသူကကြောက်တဲ့ရင်တဲကြီးလက်တစ်ပဲကွာရောတော့ပါပြီတော့ကမရဘူးဘာကောင်လဲဆိုသိရှင်တဲကြီးလားအေးတော့ပဲလုံးမယ်ဟာတို့တော့မရဘူးသုံးတက်ပဲပြခင်ဗျ ပေးနိုင်ဘူးကွာ3တက်ကျော်လုံးပန်းပြပြီမယ်ဟုတ်ပြီနော်အဲ့ဒါပဲ3တက်ဆိုရင်ငါလောပန်းအောင်ပဲငါရောင်းမယ်ကျော်လုံးပန်းကိုပြပြီမယ်ခုနမရဘူးအရှုနဲ့တော့မတိုင်နဲ့တော့အေးမင်းအဲ့လိုမလုံးအောင်ကြောက်သုံးတက်မှာငါစိတ်လူရပါတယ်ငါတကယ်ငါစိတ်လူရဖောက်ချက်ပါတာငါတစ်ခွက်ကိုရမှာရတယောက်တော့ရလုံးလုံးနေတဲ့ခဏဝင်လို့တာအေးကွဲကတယောက်တော့ပဲရမရအောင်ကြောက်ကွဲလာမပြီးနိုင်ဘူးသုံးတက်ပေးတာကိုကျေးဇူးတင်လိုက်မင်းလောပန်းဘာတော့ဖြစ်ရှိတာလောပန်းလားအဲ့မှာလည်းမင်းလောပန်းလားဟဲ့လူတွေကမပြနိုင်ဘူးကြောက်ကရာကြောက်ကြီးလူတွေကမပြနိုင်ဘူးလို့မကြည့်နဲ့ရမပြနိုင်ဘူးအောင်းပြကြောရတယ်ဟဲ့မင်းမျိုးကြောက်ရတယ်ငါခေါင်းတာနေမပြရလေကြောက်လောပန်းမျောတယ်မပြီးသေးတော့သူပါဘူးဝင်ချတာဟာစိတ်လူခောက်ချက်ပါရင်ငါရမယ်မင်းတို့လောဘဘယ်လောက်ပေးနိုင်လို့လဲဈေးငါမှလည်းလောဘရှိပေးတယ်ပေးတယ်ကျွန်တော်ကြောက်ရင်ကြီးလိုက်ပဲကျွန်တော်ကြိုက်ဆိုပေးမယ်တစ်ချက်ကြည့်ရသေးရပေါ့ခွက်ဈေးပွင့်ကြည့်ကဲဟုတ်နိုင်တော့ချတော့စကားလို့လာမပြောနဲ့သလားဒီစာပုံမှာကျွန်တော်ကြောက်ကြည့်မှကြီးစုပဲလို့ပြောမှတွတ်တော်လောဘထဲမှာကျွန်တော်အေးဟုတ်ပြီအဲ့ဒါကြည့်နော်မျိုးတင်းတဲ့နေသားထဲမှာတော့ရှိရဗျထိုင်ရလို့ဆိုးကွာပြောမှဘယ်လောက်လုံးမှလဲပြောလိုက်900လောက်လုံးလိုက်10ပန်းကြိုက်တယ်လို့မရောင်းနိုင်ဘူး90မင်းကလည်းဒီကြောင်မျိုး90လာပေးအယူလာကွာ80 300လောက်အနည်းဆုံးရမှရောင်းပေးမယ်90မေလောဘနှိမ့်နေတွေ့လားပြောမနေနဲ့အမေတကယ်ခင်ဗျာတပြားကတော့မပေးမနဲ့ရရင်နော်နောက်ဆုံးစိ150ပြလို့ရှိရင်ဒီကမကရနိုင်တယ်150ခင်ဗျာမရောင်းနိုင်ဘူးနော်150ခင်ဗျာရောပန်းကမပေးဘူးဆိုရင်အဲ့ဒီကြောက်ခဏယူရမှာဘယ်နဲ့ရောက်ကွာကဲရောက်ပတ်စံတော့ရောင်းမယ်ပတ်စံပါရဲ့လားခင်ဗျာအဲ့လိုမပြောနဲ့လားယူနေမို့ no ဆော့တော့အဲ့လိုမပြောစမ်းပါနဲ့ဒါမင်းကလည်းဈေးနဲ့ရောက်အားလုံးလည်းခံလို့ရှင်လို့ရှားရောက်တရား50ကဲအောင်ပါလေနော်ဒီတလုံးလုံးတော့ကျွန်တော်မင်္ဂလာဖြစ်တင်ပြီဗျာဂျုံသွားပြီလောပန်းနောက်ကျွန်တော်ကြောက်ရခဲ့ရင်လေလောပန်းကိုပြပေးကြောက်ရခဲ့ရအတူတူပဲလုံးမယ်ကိုရင်တယ်ပြီနော်ဆူယူပြီးတော့မှငါလည်းပတ်စံကြီးကင်လာမလဲလားအောင်ပါဒီလောပန်းရဲ့နော်ဟုတ်ပြီကဲဟုတ်နော်ကျွန်တော်လည်းအလုံးဖန်ကိုကြည့်ပြီးမှ150နဲ့ဝယ်ခဲ့တဲ့ဒီကြောက်ကြီးမှသူတို့ဘာပြချက်တွေများပါမယ်ဆိုတော့ကျွန်တော်တို့တစ်ခါလေးကြည့်မယ်ဝေါဆက်နဲ့အလုံးဖန်လေးရတယ်တော်တော်လေးလာကြောက်လေးဖြစ်တယ်ကဲပြချက်ချောင်းနော်ရမ်းပေါက်လေးရတော့မဆိုးဗျာဒါလေးကတက်ရက်တဲ့ကြောက်လေးဖြစ်တာပေါ့ဗျာနော်ဟာသူရဲ့ကြောက်သားတန်းကသဆန်းအဆင့်ကျွန်တော်မန်းလေးရတဲ့အသားမျိုးတွေမှာပါတာပေါ့ဗျာဒီကြောက်ရလေးကိုကြည့်လိုက်သူကချစ်ချင်းလေးရှိတာပေါ့ဗျာနော်အချက်တွေကသူဘီမာတို့သူတောင်းဆွဲမှာတော့သူပါတတ်တယ်ဗျာနော်ဒီချက်ဒီလားစင်းစင်းကလေးစင်းစင်းလေးတို့ကြောင်းပါပြီညာလေးရောဟိုဒီမှာကြည့်အောင်လည်းဗျာဝေါကဲမပြတ်ချက်တွေတော့တဲ့တော့လိုက်တော့ဒီမှာလိုက်ချက်လေးရှိရနော်โอ้ဒီကိုလိုက်လာပြီနော်โอ้ဒီကိုလည်းလိုက်တယ်နော်ဒီပြင်များသွားမလားမသိဘူးဒီပြချက်ရဲ့ဒီအထိုင်းရဲ့ဒီချော်မျိုးနဲ့ဒီရမ်းမျိုးနဲ့အနာလေးကလည်းတက်ရတယ်ဆိုတဲ့ကြောင့်မလို့စားရတယ်ပေါ့နော်ဒါတော့မှမဆေးရသေးဘူးနော်ဟိုကြည့်ဟာလာတော့ဒီကိုလိုက်လာတော့ကျွန်တော်ပြင်တွေ့နေရတဲ့ဒီလိုလုံးဖန်တဲ့ဒါမျိုးပြချက်ကောင်းကောင်းလေးတာဆိုလို့ရှိရင်တော့အဲ့တော့ကတစ်ဖက်ပြင်မှာအပြည့်အဝပါသွားမယ်ဆိုရှင်တော့ထောင်ပိုင်းဖြစ်သွားနေတာပေါ့ဗျာနော်အရင်မဟုတ်ဘဲနဲ့အသားဖြစ်သွားပြီးဖြတ်လိုက်တော့မှအထက်မှာကျွန်တော်လက်ကောက်ဝင်သွားမယ်ဆိုရှင်လည်းဒီတော့ကဈေးအများကြီးခုန်သွားနေတာပေါ့ရင်မစက်ဖြစ်ပြီးမှမျိုးမျိုးကိုကျွန်တော်ခေါ်လို့ရတယ်ဘာလို့ဆိုဖြစ်သွားနေတဲ့ဒီရင်မစက်အလုံးကြီးကိုရှယ်ယာလေးခေါ်ပေးချင်တယ်ဗျဆက်ရတဲ့မိုးရီကတော့150ဒါသူကတော့9သိန်းလို့နေပဲကျွန်တော်ကိုမလို့ရှယ်ယာလေးခေါ်ပေးချင်တယ်ဗျသူရှယ်ယာလေးတွေထည့်ဝင်ချင်တယ်ဆိုတော့ကျွန်တော်ကိုမလို့ကတော့ဆက်သွယ်လိုက်ပေါ့ဗျာနော်